အားလုံးပဲမင်္ဂလာပါဒီတစ်ပတ်မှာ New Year ကြောင်းပိတ်ရက်လည်းပြီးပြီဆိုတော့ကျောင်းတွေပြန်ဖွင့်ပြီမနက်စာကိုကလေးတွေကတော့ကြက်ဥကြော်နဲ့ခွေးကအုပ်ပုံမှန်စားဖြစ်ကြတယ်ပေါ့နော်ကျောင်းဖွင့်ရက်တွေမှာဒါကတော့ဒီနေ့အတွက်ကလေးတွေရဲ့ snack box လေးပါမှန်ထားတယ်ခေါင်းလျှော်ရည်လေးလည်းဒီနေ့ရောက်လာပါတယ်ဒါလေးကတော့ခေါင်းလျှော်ရည်ရဲ့ conditioner ရဲ့ serum ရဲ့ဒီ၃မျိုးပါတဲ့တပူကိုမှန်ထားတာပါဒီနေ့ရက်နေ့လည်စားကတော့ spaghetti carbonara ချက်ပါမယ်ချက်လုပ်ပြီးပါပြီ spaghetti carbonara စားကြပါအောင်ရှင်သမင်းစားပြီးတော့လမ်းလျှောက်ထွက်ပါတယ်နေ့လည်2 နာရီလောက်ဆိုရင်တော့နေရမရှိတော့ဘူးပေါ့နော်ပြီးတော့ကလေးကိုခေါ်ပြီးတော့သွားဆော့ပါတယ်သူကရေခဲတုံးဆော့ခြင်းနဲ့ဆိုတော့အမှကြည့်ပါဦးသူနဲ့ထုနေတာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်